မင်္ဂလာညချလေးပါခင်ဗျာကျွန်တော်အခုတင်ဆက်ပေးမယ့်ဗီဒီယိုခေါင်းစဉ်လေးတစ်ပုဒ်ကတော့ဘဝမှာအချိုးအကွက်တွေများများတွေ့လေလေဆက်လန်းကပိုကောင်းလေလေပါပဲတဲ့ဒီဗီဒီယိုလေးကိုကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအတွက်ခွန်အားပြည့်စေမယ့်ဗီဒီယိုလေးဖြစ်ပါတယ်အစဉ်သဖြင့်နားဆင်လို့ရပါပြီခင်ဗျာဘဝမှာအချိုးအကွက်တွေများများတွေ့လာလေလေဆက်လန်းကပိုကောင်းလာလေလေပါပဲအချို့ဆိုအောင်မေတက်နေရလို့အသက်ရှူမလာအောင်ပဲဒါဟာရိုးရိုးခရီးစိမ်မဟုတ်ဘူးအနှိတ်အမြင့်လိုင်းတွေချားကခရီးရှင်တစ်ခုပါမင်းမကြော်ဖြနိုင်ဘူးလို့ယုံကြည်ထားတဲ့နေ့ရက်တွေကိုအသက်ရှင်နိုင်ခဲ့တဲ့အတွက်မင်းကိုမင်းအတိမတ်ပြုတ်လိုက်ပါပြန်ကြည့်လိုက်ပါအဲ့ဒီအမောင်ညတွေညက်ရည်တွေနဲ့ဆူဆွဲခဲ့တဲ့ခက်ခဲခဲ့တဲ့အခိုက်အတန့်တွေမင်းကအဲ့ဒါတွေကိုကြော်လွှမ်းခဲ့ပြီးပြီမင်းဟာရိုးရိုးလူမဟုတ်တော့ဘူးမင်းဟာမင်းရဲ့စိန်ခေါ်မှုတွေကနေရွေးချယ်ခံခဲ့ရတဲ့စစ်တီတော်တူပဲမင်းရဲ့ခွန်အားကိုဘယ်တော့မှရှောက်မတွေ့လိုက်ပါနဲ့ရှင်တန်နေချင်းကနေအကြီးမားဆုံးသောအောင်ပွဲဖြစ်တယ်တေဟာတန်မိုးရှိသူတေဟာခွန်အားရှိသူတေဟာအောင်နေသူဒီအမှန်တရားကိုရင်ထဲထည့်ပြီးငြိမ်းချမ်းစွာအိပ်စက်အနားယူလိုက်ပါဗီဒီယိုလေးကိုမိတ်ဆွေတကယ်ကြီးအပေါင်းအသင်းများအတွက်အကျိုးရှိမယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို Subscribe လေးနှိပ်ထားပေးပါခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးပါလို့မြစ်တရက်ခတောင်းဆိုချင်ပါတယ်မူရင်းကိုလည်းလေးစားပါတယ်နားစီပေးခဲ့ကြတဲ့တယောက်ချင်းစီတွေကိုအထူးပဲကာရဝလေးစားပြုပါတယ်ရွှေလန်းချမ်းမြေ့ကြပါစေ